မေးချင်နိုင်မှာပြစုံချန်ငယ် channel လေးမှာကြိုဆိုပါရှင်ဒါမင်းပထမဆုံးတင်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်နော်ဒီနေ့တော့မဲဖောက်ပြပါမယ်လမ်းမှာခစ်စားနေတဲ့ဟာကြီးပေါ့ဒါမဲ့အခုကဝယ်လာလို့ရတဲ့လောက်ပဲဖောက်တယ်ပါကင်လိုက်ဟာဒီနေ့ဈေးကဒေဝါလီတော့ပိတ်တယ်ပိတ်တော့လေမဖွင့်တော့လမ်းနဲ့ဆိုင်ရလို့ဝယ်လာဖြစ်ပါရှင်ဒီမှာပေါ့နော်မဦးလို့မဲကလည်းပုံကဖြီးပြီးရောက်လာဆိုတော့လေအပြည့်တော့မရှိတော့ကွာရွေးတော့ရွေးလာဒါ3မိနစ်လည်းပြီးခက်ရမယ်ရှင်ပြီးရဒီမှာတော့ဒီမဲကကြောင့်မဲလေး2ခုရွေးလာရယ်နော်သူကကြောင့်200ပြပြီးဈေးလေးပါပြမယ်နော်ဒါပထမဆုံးတင်တဲ့ဗီဒီယိုလေးဖြစ်ပါရဲ့မဲဖောက်ပြမှာပါဒါတော့ဒီမှာအတွဲလိုက်လုံးဝတွဲလိုက်မဟုတ်ကွာဘယ်လိုပြောရမလဲဆိုင်မှာချိတဲ့လောက်ယူလာလားဟုတ်ယူလာလားဆိုတော့ကြမယ်နော်တော့ဒီမှာအောင်နဲ့ပျော်ပျော်ပါပါမုတ်စားရင်မဲဖောင်းကြမယ်လဲဆိုပြီးတော့ဒါလေးလာပူပူရုပ်လေးနဲ့ပေါ့နော်ပတ်စံပါရဲ့ဒီတကြားလုံးတို့ဘာလို့လဲပါအဲ့ဒါလေးပါတယ်ဖြင့်အင်းဆုံးဥနိုမဲဖောက်ခင်ဈေးလေးအနေဆုံးကနေဒါလေးဖောက်မယ်ပြီးကြရင်ဒါဖောက်အနေဆုံးတော့မဟုတ်ကွာဒါတစ်ထုပ်ကို300ပေးရတယ်300ပေးရတယ်ဒါကြတော့တပူ900ပေါ့ဥနိုမဲကစိတ်ဥနိုကတော့900ပေးရတယ်အမှန်တကယ်ပါကင်လောက်ဝယ်တာပါကင်လိုက်ဈေးကမဖွင့်တော့လေမဝယ်လာအဲ့ကြောင့်ဒါလေးကကြတော့ဖော့ဝေဖာချောင်းလေးဒါလေးနာမည်တော့မသိဘူးနှစ်ချောင်းရွေးဝယ်လာပေါ့နော်ဒါ200ချောင်း200ဆိုအခုဖောက်ကြည့်မယ်ဒီနေ့ချောင်းအရင်လာဒီဟာလေးအရင်ဖောက်ကြည့်မယ်နော်ပေါက်တယ်100 200တန်း100ပေါက်တယ်ဒီမှာ100ပေါက်ပါရှင်ကဲနောက်တစ်ခုဖောက်မယ်နော်100တန်း200ပေါက်တယ်ကဲထပ်ဖောက်မယ်ဟဲ့နောက်တစ်ခုလည်းပါတယ်နောက်တစ်ခုလည်း50ထပ်ပေါက်ပါရှင်အဲ့ဆိုတော့100ရဲ့150ပါရှင်ကင်မရာတော့နည်းနည်းတော့မှုန်နေတယ်နော်150ပေါက်တယ်အဲ့ဆို400 150ပြန်ရတော့250ရှုံးပါတယ်ဟဲ့ဥနိုဒါပါပြီဥနိုပဲဖြစ်ပါတယ်ဖောက်မယ်အင်းတော့ဒါလေးအရင်ဖောက်မယ်နော် let's go ဝါကဲဖောက်မယ်ဒါလေးဖောက်ကြည့်မယ်အရင်တော့ဂရော့ညီးနေလေဒါလေးနဲ့ဖတ်မယ်ဒါလေးနဲ့ဖောက်မယ်နော်ရပြီတစ်ဖက်နောက်တစ်ဖက်လေးနဲ့ဖောက်တာပေါ့နော်ဒီမှာတိတ်ချာပြလိုက်အောင်ရပြီနောက်တစ်ခုဖောက်မယ်ဘာလေးဖောက်လဲမသိဘူးကိုကွက်9တယ်ကိုကွက်ရပါ9တယ်ကိုကွက်ပါ9တယ်ကိုကွက်ရပါဆိုတော့တပူပြပါဒီဟာလေးဒါလေးဖြီးပြီးတော့ပြန်ပြီးဦးနိုနေနဲ့တုံးလို့ရရကွာဒီတော့မိုက်တယ်ဒီလားမပြီးသွားရင်နောက်တစ်ခုဖောက်မယ်ဒါလေးဖောက်ကြည့်မယ်အိုးနောက်တစ်ခုလာမြဖောက်တော့မယ်ရင်းနဲ့ခုံနေပြီရင်းနဲ့ရမ်းခုံနေပြီဘာပေါက်လဲမလို့စိတ်ရမ်းနေမဲဖောက်တာလေးတခုပဲတော်တော်ပြောကနောက်ခါလေးမဲလေးတွေထပ်ပါလေထပ်ဖောက်ပြအောင်မယ်နော်ဟဲ့စစ်စရာလေဒီမှာကြောလက်ကောက်လေးလက်ပတ်လေးဒီမှာအသေးပုံလေးနဲ့ဟဲ့စစ်စရာလေးကြိုက်အဲ့လိုအတိုင်းအဲ့လိုနော်ခါလေးပတ်လိုက်တော့မယ်ဒီမှာပါရှင်ဒီမှာပါကဲလက်ပတ်လေးပြီးသွားပြီနောက်တစ်ခုနောက်ဆုံးတစ်ခုအိုး is right there ဆိုတော့ဖောက်မယ်နော်ဟာနေတော့ပိန်လို့ယူလာတယ်မတက်တော့ပိန်တဲ့ဟာတော့ကြလေးအကောင်းစားပောက်တယ်လို့ဟိုတခါဒီစိတ်ဦးနိုမဲရလေးဒီလားကလစ်ပေါက်တယ်ကလစ်ပေါက်သွားစနမလုံးကလစ်ပေါ့နော်မင်းလုံးကအရင်ကြိုက်တယ်ကလစ်အရင်ကြည့်လိုက်တော့မပြတော့ဟာချစ်စရာလေးကင်မရာတော့မှုန်နေလို့တောင်းမှပါလေဒီလိုက်တင်တိတ်မကောင်းလို့ပါနော်ဒီကမပြီးပါပြီပါလက်ကောက်လေးပါရှင်နှစ်ဖက်ဖြစ်သွားအယူမဖြစ်သွားပြီလားမသိကဲစိတ်ဦးနိုမဲလေးရောဖော်ချောင်းမဲလေးပြီးပါပါရှင်နောက်တစ်ခုပေါက်မယ်လုံးဝအောင်မုတ်စားရဲ့အပျော်တန်းဖောက်ကြမယ်ပျော်ပပဖောက်မယ်ဟဲ့မိထွေကိုအားကြပါလို့3 4 5 6ကဲဖောက်မယ်နော်ဘောဟာပဲအရင်စယူလိုက်တော့မယ်နော်ကဲဖောက်မယ်
ပတိဗလိုင်းပေါက်ဖောက်နေရတယ်လို့ပဲနောက်ကဗလိုင်းပေါက်လေးပါလေးဖောက်လေလေဗီဒီယိုလေးသိမယ်ဒီလားနော်ပါတယ်ပတ်စံ50ပတ်စံ50တကြားလုံးလေးမလေးမတကြားလုံးထည့်ဖို့ချင်းယူထားပါတယ်ဒါဟိုဟာချွေလိုက်အောင်မဲဖောက်တော့ချင်းနော်မတကြားလုံးလေးနဲ့ပတ်စံနော်50ပါလို့ထည့်တော့လေးလေးဒါကြတော့လေဒီကပထမတစ်ခါဖောက်တော့တကြားလုံးဒါတော့လေဖယ်ထားလိုက်မယ်နောက်တစ်ခါလေပြီးကြမှာပြန်ပြပေးမယ်ပြီးနောက်တစ်ခုဖောက်ပါမယ်ရှင်50ပဲပေါက်မှလားမသိဘူးစိတ်ညစ်တယ်50ဆိုတော့မဖြစ်ဘူး50ပဲဟာ50တဲ့မမဖြစ်နေ100တဲ့မမမို့50တဲ့မမမပြောကြားလုံး4လုံးနဲ့50အကျိုးတော့ရမြတ်လေးဖောက်လိုက်တော့မယ်စိတ်လေးတိုးလာပြီတကယ်စိတ်ကနည်းနည်းကြောင်ကချောင်းဖြစ်လာမရတော့အိုး100ဒီခါတော့100ပေါက်တယ်အဲ့ဆိုအရင်မောမှာဒီမှာဒါ200ဖို့လေ200ဖို့ရေပတ်စံ100ရေဆို300အရင်မှာအခုဖောက်မယ်ဟာ50ဒါလည်းနေလို့ဆန်50ပါကဲမြန်လေးဖောက်ကြမယ်ကွယ်နော်မြန်လေးဖောက်ပြမယ်မိပြီမြန်လေးဖောက်ပါမယ်ရှင်ဒီမှာပေါ့အထက်ဘာလေးပါလဲကြည့်ကြည့်မယ်နော်ဟဲ့100ဒီခါလေး100ပဲတော်တယ်100တန်လေးပေါက်သေးလို့ကြည့်လားမလေးမပေါက်တော့ထင်တာ100တန်ပေါက်သေးလို့တော်သေးကျေးဇူးတင်ပါတယ်ရှင်100ပေါက်ပါရဲ့ရှင်ဒီမှာပါ100တန်လေးမြင်လားရှင်ဒီမှာပေါ့နော်100ပေါက်ပါရဲ့ရှင်ကဲဒီ YouTube channel လေးကအခုမှပေါ့နော်အဲ့လိုစပြီးတော့မှစော့တာဆိုတာလေlike and subscribe လေးလုပ်ပေးကြပါဦးဒီမဲလေးဖောက်ပါမယ်ရှင်ဒီမဲလေးပေါ့နော်ကဲပြန်လဲသုံးလို့ရတယ်ကွာဒီလားတော်တော်မိုက်တယ်မပတ်စံ50ဒီမှာပြရမယ်50အိမ်ကခွေးတာလည်းဟောင်းတယ်ဒီလားမ50တိုင်မှမမြင်ဘူးမှဆိုလို့ပြရတာဂျပန်ခေတ်ကပြသွား50တိုင်အခုပြသွေးပါပြီမဲထဲမှာသိရတယ်ဒီမှာဟာတကြောင်လုံး50လားတကြောင်4လို့ပြော sorry မှာကဲဖောက်မြတ်ဖောက်လိုက်တော့မှစိတ်ပြမချေတော့အဲ့နေဖောက်ချင်တယ်အဲ့လိုလေခါလဲဒီလိုပဲလှုပ်ထားလိုက်တော့မယ်နော်မကုံနော်မရှိတော့ခါလဲဖောက်လိုက်တော့ပါမယ်ရှင်မြန်လေးဖောက်မယ်မြန်လေးဖောက်ပါမယ်ရှင်ပြီးဘယ်လောက်ကြလဲမြန်လေးပြောမယ်50တန်နေပဲလို့မပြောတကြားလုံးနေနော်ဟာ50တန်မဖြစ်နေပြီလောက်ကြပါအောင်ဟာအဆိုင်နဲ့100လည်းပုံမပါတော့ဘူးလားမသိဘူးတိတ်တူလာ100လည်းပုံမပါတော့ဘူးမတူငါချွေလေးပါလေးလေဖောက်ပေးမယ်လေအခုကကြတော့လေစားရသေးဝိုင်းနေကပိတ်လို့လားမသိပဲအသွားဝယ်တာကွာပြီးရမှာစားရပိတ်နေကျေးဇူးအဈေးဟိုလေးကစားရပဲဝယ်လာရတယ်ကွယ်ညဖောက်မယ်50တန်လေးပဲဖြစ်ပါတယ်ဟာ50လေးပဲစိတ်တူလာပြီမဖောက်ချင်တော့ဘူးတကယ်အမေဟိုလည်းဒီလားတကယ်လေးဟိုဒီတိုင်းမဲ့လေးမဲအနေနဲ့မဟုတ်တဲ့ဈေးရောက်နေပါစကြားလုံး4လုံးနဲ့3လုံးနဲ့ပါကျေးဇူးလေးလုံးအောင်မှုတော့ကဲ the last one နောက်ဆုံးကဖောက်မယ်နောက်တစ်ခုဖောက်မယ်ရှင်နောက်ဆုံးတော့နည်းနည်းစူညံညာလေးတော့နော်တောင်းမှန်ပါရှင်နောက်ဆုံးတစ်ခုကဘာလာချိုင်ဘာလာအစားလာဘလာပါတင်းစားဘလာပါဆင်းရတယ်ဒီမှာကြည့်အောင်ဒါလုံးလေးတော့ဝတော့ပြဲပြီဝကွဲအောင်ဝပြဲပြီဝယ်လာတာကအလားအမဲက6ခုရယ်17ခုချီရ17ခုဆိုတော့17ခုဆိုတော့မင်းဝယ်လာတာ17ခုဆိုတော့17ခုဆိုတော့3စတိုက်ပြီ3000နဲ့မှာ3300ပို့ဘယ်တော့ပြန်ရလဲကြည့်မယ်နော်ကြကြားလုံးကတော့တပုံတစ်ခါဖြစ်သွားပါပြီကျေးဇူးတင်ပါတယ်ရှင်ဒီပတ်စံအနေနဲ့ကတော့တကြားလုံးပြမယ်နော်ဟုတ်တကြားလုံးလည်းအများကြီးပဲစိတ်ညစ်ပါတယ်ငါပတ်စံတကြားလုံးမဟုတ်တကြားလုံးပြန်ရောင်းလို့ရတယ်လားဒီမှာပတ်စံက100 200 300 400 500 600 700 800 900 1000 1100 1200 1300 1400 1500 1600 1700 1800 1900 2000 2100 2200 2300 2400 2500 2600 2700 2800 2900 3000 3100 3200 3300 3400 3500 3600 3700 3800 3900 4000 4100 4200 4300 4400 4500 4600 4700 4800 4900 5000 5100 5200 5300 5400 5500 5600 5700 5800 5900 6000 6100 6200 6300 6400 6500 6600 6700 6800 6900 7000 7100 7200 7300 7400 7500 7600 7700 7800 7900 8000 8100 8200 8300 8400 8500 8600 8700 8800 8900 9000 9100 9200 9300 9400 9500 9600 9700 9800 9900 100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 00 1
ရန်ရှင်းပြန်650ရပါရှင်650ပြီးတော့တကြားလုံးတော့တပုံတစ်ခေါင်းရပါတယ်ဒီမှာပါကဲဝိုးတော့ပြဲပါပြီရှင်ပတ်စံလေး950တဲ့တကြားလုံးလေးနဲ့ရပါတယ်
ကဲဗီဒီယိုကဒီမှာပဲဆုံးနေပါတယ်ဒီမှာလက်ပတ်လေးတွေနဲ့လက်ပတ်လေးဒါလေးတွေရတယ်ဒါပတ်စံ150ခုနဖော်ကြောက်ဖောက်တာပါတယ်အဲ့ဆိုနောက်ကချွေလီလေးပါလေအစ်စ်တွေလည်းဖောက်ပေးပါအောင်မယ်ရှင့်မဲလေးဖောက်မှမဟုတ်လို့အပိကြပါဦးဘိုင်ဘိုင်